ကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာစီးချိုယောဂနဲ့နှလုံးသွေးကြောပိတ်ယောဂ heart attack ဘယ်လိုဆက်ဆက်နေလဲဆိုတာကိုပြောမှာဖြစ်ပါတယ်လူအများစုကစီးချိုယောဂဟာသွေးချိုတက်ယုံပဲလို့ထင်တတ်ကြပါတယ်တကယ်တော့ဒီစီးချိုယောဂဟာနှလုံးယောဂနှလုံးသွေးကြောပိတ်ယောဂနဲ့လေဖြတ်ယောဂဖြစ်နိုင်ခြေကိုများစွာတိုးစေတဲ့အရေးကြီးဆုံးအချက်တစ်ခုပဲဖြစ်ပါတယ်ဒါဆိုရင်စီးချိုယောဂကနှလုံးကိုဘယ်လိုထိခိုက်စေသလဲသွေးကြိုတန်းမြင့်နေတဲ့အချိန်ကြာလာတာနဲ့အမျှသွေးကြောနေရံတွေကပျက်စီးလာပါတယ်။အဲ့ဒီနောက်မှာသွေးကြောတွေရောင်ရမ်းလာမယ်။အဆီဓာတ်တွေကသွေးကြောနေရံမှာစုပုံလာမယ်။သွေးကြောကျဉ်းလာမယ်။နှလုံးစီသွေးစီးဆင်းမှုလျော့နေလာမယ်။ဒီလိုအဆင့်ဆင့်ဖြစ်ပေါ်လာနိုင်ပါတယ်။တရက်ကြာလို့ရှိရင်သွေးကြောတစ်ခုလုံးလုံးဝပိတ်သွားခဲ့ရင်နှလုံးကြွက်သားစီသွေးမရောက်တော့ဘဲနဲ့ heart attack ဆိုတဲ့နှလုံးသွေးကြောပိတ်ယောဂဖြစ်လာနိုင်ပါတယ်။ဒါဆိုရင်ဘယ်သူတွေကပို့ပြီးတော့မှ view site တင်တယ်လဲ။စီးချိုရှိတဲ့လူနဲ့ဒီလိုအခြေအနေတွေရှိနေတဲ့လူတွေကနှလုံးယောဂဖြစ်နိုင်ခြင်းပိုများပါတယ်။သွေးတိုးယောဂရှိမယ်။ LDL cholesterol မကောင်းတဲ့အဆီမြင့်တက်နေမယ်။ triglyceride တွေမြင့်နေမယ်။အဝလွန်နေမယ်။စစ်လိပ်လည်းတောက်တယ်။လေ့ကျင့်ခန်းလည်းမလုပ်ဘူး။ဒီလိုလူတွေကနှလုံးယောဂဖြစ်နိုင်ခြင်းပိုပြီးတော့မှမြင့်ပါတယ်။ဒါဆိုရင် heart attack မဖြစ်ခင်ဘယ်လိုသတိပေးလက္ခဏာတွေတွေ့နိုင်တယ်လဲ။နံပါတ်1ကတော့ရင်ဘတ်အောင်ခြင်းပါ။အတွေ့အရအများဆုံးလက္ခဏာလည်းဖြစ်ပါတယ်။ရင်ဘတ်ကိုဖိထားတယ်လို့ခံစားရမယ်။ရင်ဘတ်ကကြက်နေလို့ခံစားရမယ်။ရင်ဘတ်ပေါ်မှာခဲလုံးတင်ထားလို့လေးနေလို့ခံစားရမယ်။ရင်ပူတယ်လို့ခံစားရမယ်။ဒီလိုတွေကြုံရနိုင်ပါတယ်။နံပါတ်2ကတော့နာကျင်မှုကဒီလိုနာကျင်မှုကပြန့်သွားခြင်းပါ။ရင်ဘတ်အောင့်တာနဲ့အတူနာကျင်မှုကဘယ်ဘက်လက်ပခုံးလေပင်မေးရိုးနဲ့အနောက်ဘက်ကိုနာကျင်မှုကပြန့်သွားနိုင်ပါတယ်နံပါတ်3ကတော့အသက်ရှူမွခြင်းပါအလုံးမလုံးပဲနားနေရင်တော့မှအသက်ရှူမွလို့ခံစားရနိုင်ပါတယ်နံပါတ်4ကချွေးအေးတွေထွက်ခြင်းပါရုတ်တရက်ချွေးတွေထွက်လာခြင်းကလည်းသတိထားမယ့်လက္ခဏာတစ်ခုပါပဲနံပါတ်5ကတော့ပြုတ်မယ်အံမယ်အထူးသဖြင့်မျိုးသမီးတွေနဲ့အသက်ကြီးတဲ့လူတွေမှာတွေ့ရတတ်ပါတယ်နံပါတ်6ကတော့ပုံမှန်မဟုတ်တော့ပင်ပန်းနှွမ်းနေခြင်းပါရုတ်တရက်အားရင်ကုန်ခန်းပြီးတော့မှပင်ပန်းတယ်လို့ခံစားရနိုင်ပါတယ်ဒီလိုရင်ဘတ်အောင့်တဲ့ heart attack ပြင်စီးချိုရှိတဲ့လူတွေမှာ silent heart attack လို့ခေါ်တဲ့ရင်ဘတ်မအောင့်မဲနဲ့ heart attack လည်းဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုရင်စီးချိုကြောင့်မို့လို့အာယုံရောတွေထိခိုက်လာတဲ့အခါ heart attack ဖြစ်နေရင်တော့မှရင်ဘတ်မအောင့်မဲလည်းဖြစ်နိုင်ပါတယ်။အဲ့ဒီအစားအသက်ရှူမဝတာတို့မူးဝေတာတို့အားရင်ကုန်ခန်းတာတို့ပြုတ်အန်တာတို့ချွေးအေးတွေထွက်တာတို့ဒီလိုလက္ခဏာကြီးပဲလည်းတွေ့ရနိုင်ပါတယ်။ဒါကြောင့်မို့လို့စီးချိုရှိတဲ့လူတွေမှာဒီလက္ခဏာတွေကိုပေါ့ပေါ့ဆဆမထားသင့်ပါဘူး။ဘယ်အချိန်မှာဆေးရုံကိုချက်ချင်းသွားသင့်တယ်လဲ။ရင်ဘတ်အောင့်တာမိနစ်အနည်းငယ်ထက်ပိုကြာနေမယ်။ရင်ဘတ်အောင့်ခြင်းနဲ့အတူချွေးအေးတွေထွက်မယ်။အသက်ရှူမဝဘူး။နာကျင်မှုကလက်လေပင်မေယိုကြောဘက်ကိုပြန့်သွားမယ်။မူးလဲမယ်။ဒီလိုလက္ခဏာတွေရှိလာရင်ခဏနေရင်ကောင်းသွားလိမ့်မယ်လို့မဆောက်ပါနဲ့။ heart attack မှာမိနစ်တိုင်းကအရေးကြီးပါတယ်။ဆေးရုံကိုစောစောရောက်လေနှလုံးကြွက်သားကိုကယ်တင်နိုင်လေဖြစ်ပါတယ်။စီးချိုကိုထိန်းနိုင်ခြင်းဟာသွေးကြိုကျစေရုံမဟုတ်ဘဲနဲ့တစ်နှလုံးကိုပါကာကွယ်ပေးနိုင်ပါတယ်။